social media platform တွေရဲ့ image size နဲ့ ratio ကိုခဏခဏမေးတတ်တယ်ကျွန်တော်လိုလူမျိုးတွေရှိလားရှိတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ဘယ်တော့မှမမေ့အောင် Photoshop မှာ preset အနေနဲ့တင်ထားနိုင်တဲ့နည်းလမ်းလေးကိုဒီနေ့မျှဝေပေးခြင်းပါတယ်ဒါဆိုရင်ကျွန်တော် Photoshop မှာဆက်ပြီးတော့မှကြည့်ကြရအောင်အဲ့တော့ social media မှာဆိုလို့ရှိရင်ကျွန်တော်တို့စီမှာက Facebook Instagram YouTube နဲ့ TikTok တို့လောက်ပဲအသုံးများပါတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော် social media ပေါ်မှာပုံတင်တဲ့အခါသတ်မှတ်ထားတဲ့ size နဲ့ ratio တွေကိုဖော်ပြထားပါတယ်ဒီ size တွေကိုမှတ်ထားပြီးတော့မှကျွန်တော်က Photoshop မှာ preset အနေနဲ့တင်ထားမှာဖြစ်ပါတယ်အဲ့လိုမျိုးတင်လိုက်ခြင်းအပြင်ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာဘာလို့မှစဉ်းစားနေစရာမလိုဘဲနဲ့ချက်ချင်းပြန်ပြီးတော့ခေါ်သုံးနိုင်ပါတယ်အခု Photoshop မှာဆိုရင်မြင်ရတဲ့အတိုင်းပဲကျွန်တော်ဒီပုံလေးကိုကျွန်တော်က Facebook ပေါ်မှာတင်နေတယ်ပေါ့နော် Facebook ပေါ်မှာတင်တဲ့အခါမှာကျွန်တော်က preset တွေမသတ်မှတ်ထားဘူးဆိုလို့ရှိရင်ဒီပုံကိုကျွန်တော်ဘယ်အချိုးနဲ့ထားရမလဲဆိုတာကိုကျွန်တော်ခဏခဏပြန်ပြီးတော့မှပြန်ရှာကြည့်ရတယ်ပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့ကဒီsquare ratio လေးတွေလောက်တာများတယ်နောက်ကြတော့ portrait ပုံစံလေးသွားတာများတယ်နောက် landscape သွားတာများတယ်ပေါ့နော်အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ social media ကိုတင်တဲ့အခါမှာကျွန်တော်တို့ဒီ social media platform နဲ့ကိုက်ညီတဲ့အချိုးတစ်ခုကိုကျွန်တော်တို့ကသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က preset အနေနဲ့အခုစပြီးတော့မှစောက်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဟာကို preset စောက်မှာလဲဆိုတော့ကျွန်တော် crop tool လေးကို preset စောက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် crop tool လေးကိုယူလိုက်ပါမယ် crop tool လေးကိုယူလိုက်တဲ့အခါမှာကိုယ့်ရဲ့ဒီအပေါ်ကoption လေးမှာပေါ့နော်အကယ်၍တခြားတော့ဒီလိုမျိုးရွေးထားတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်သွားပြီးတော့မှဒီအပေါ်ဆုံးမှာရှိနေတဲ့ width and height resolution ဆိုတာလေးကိုကျွန်တော်တို့သတ်မှတ်ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာမှလောလောဆယ်မှာထည့်ထားတာမရှိဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကစပြီးတော့မှ preset စောက်ပါမယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့တွေ့ရမှာကsquare ratio ပေါ့နော် square ratio ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1080ဆိုပြီးတော့သတ်မှတ်လိုက်မယ်သူ့ရဲ့နောက်မှာကျွန်တော်တို့က px ဆိုတာလေးကိုရိုက်ထည့်ပေးရပါမယ်အလျားကိုလည်းကျွန်တော်က1080 px ပဲကျွန်တော်တို့ထားလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော် square ratio လေးရသွားပြီအဲ့တော့ square ratio တော့ရသွားပြီဒါပေမဲ့ကျွန်တော်တို့ကသူ့ရဲ့ pixel ကိုလည်းကျွန်တော်သတ်မှတ်ပေးဖို့လိုပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ original ပုံရဲ့ pixel က300 pixel တောင်ဖြစ်နေပါတော့300 pixel ဆိုတော့အရန်ကို size ကကြီးလွန်းတယ် social media တွေအတွက်ဆိုလို့ရှိရင် size အရန်ကြီးလွန်းတယ်အကယ်၍ကျွန်တော်တို့ကဒီ300 pixel အတိုင်းတင်လိုက်မယ်ဆိုလို့ရှိရင်ဥပမာ Facebookကိုတင်လိုက်ပဲဆိုပါစို့ Facebook ကသူ့ရဲ့သတ်မှတ်ထားတဲ့ pixel ရအောင်ပြန်ပြီးသူကဆွဲချလိုက်ပါတယ်ဆွဲချလိုက်တဲ့အခါမှာကျွန်တော်တို့ပုံကဘာဖြစ်သွားလဲဆိုတော့ quality ကအရန်ကိုကျသွားတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကပုံမတင်ခင်မှာတခါတည်းနဲ့ဒီ social media တွေအတွက် online အတွက်သုံးမဲ့ pixel ကိုတခါတည်းသတ်မှတ်ပေးဖို့လိုပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က82သတ်မှတ်လိုက်ပါမယ်80ကနေပြီးမှ100အတွင်းသတ်မှတ်လို့ရတယ်ပေါ့နော်များသောအားဖြင့်တော့82 85သတ်မှတ်ကြရတယ်ကျွန်တော်က82လို့သတ်မှတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က social media အတွက်ကျွန်တော်တို့ square ratio လေးရသွားပါပြီအဲ့တော့အခုကျွန်တော်တို့သတ်မှတ်လိုက်တဲ့ square ratio လေးကိုကျွန်တော်တို့က preset အနေနဲ့သိမ်းမှာဖြစ်ပါတယ် preset အနေနဲ့သိမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ option လေးကိုပဲပြန်ပြီးတော့မှသွားလိုက်မယ်သွားပြီးအောက်မှာကျွန်တော်တို့ new crop preset ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်အခုလိုမျိုး new crop preset ဆိုပြီးတော့ပေါ်လာပြီဒီမှာဆိုရင်ကျွန်တော်တို့ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင် social media အတွက်ဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ကို square လို့ပဲပေးလိုက်ပဲပေါ့နော်1 ratio 1:1ပေါ့နော် SQUAI square ratio ဆိုပြီးတော့မှကျွန်တော်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခါကြာလို့ရှိရင်ဒီ crop tool လေးကိုယူပြီးတော့မှဒီနောက်တစ်ခါကြာရင်ကျွန်တော်ကဒီ crop tool လေးကိုယူပြီးတော့မှဒီ option လေးကိုယူလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့သတ်မှတ်လိုက်တဲ့အောက်မှာ1:1 square ratio ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့က square ratio သွားခြင်းနဲ့ဆိုရင်ဒီလို square ratio လေးကိုယူလိုက်မယ်ယူပြီးသွားပြီဆိုတော့မှကျွန်တော်တို့ရဲ့ပုံလေးကိုကိုလိုချင်တဲ့နေရာလေးကိုကိုကဆွဲလိုက်မယ်ဒါဆိုရင်ပြီးရင်ကျွန်တော် crop ဖြတ်ချလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က social media အတွက်ကိုက်ညီတဲ့ square ratio လေးကျွန်တော်ရသွားမှာဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့တခြားသော ratio လေးတွေကိုဆက်ပြီးတော့မှ preset လေးနဲ့ထည့်သွားပါမယ်ဒုတိယတစ်ခုအနေနဲ့တော့ကျွန်တော်က portrait ratio လေးကိုကျွန်တော်ထည့်ပါမယ်အဲ့တော့ portrait ratio ထည့်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်သွားပြီးတော့မှ1080ပဲထားလိုက်မယ် width ကိုတော့1080ပဲထားလိုက်မယ်သူ့ရဲ့ height ကိုကျွန်တော်ပြင်ပါမယ် height က1350ပေါ့နော်1350 px ပြီးရင်တော့72တိုင်းလေးပဲထားမယ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပြန်နှိပ်လိုက်မယ် option မှာပြီးရင် new crop preset ကိုနှိပ်လိုက်ပါမယ်သူ့ကိုကျွန်တော် portrait ratio လေးသတ်မှတ်မှာဖြစ်ပါတယ်အဲ့တော့ portrait ရဲ့ ratio က4:5ပေါ့နော်4:5ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာ portrait portrait ဒါဆိုရင်ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့က portrait လိုချင်တယ်ဆိုလို့ရှိရင်ဒီ option တွေကနေပြီးတော့မှကျွန်တော်တို့သွားပြီးတော့မှကျွန်တော်တို့အခုသတ်မှတ်လိုက်တဲ့ portrait ဆိုတာလေးကိုရွေးလိုက်ရုံပါပဲဒီနည်းလမ်းနဲ့ကျွန်တော်တို့တခြားသော size တွေကိုလည်းဆက်ပြီးတော့သတ်မှတ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့မှာ original အနေနဲ့ဒီအပေါ်မှာ square တို့
4 to 5တို့57တို့အကုန်လုံးရှိပြီးသားပါเนาะဒါတွေကိုကျွန်တော်တို့ကရှိရသားနဲ့ဘာလို့အောက်မှာထပ်ပြီးတော့ကျွန်တော်တို့ဖန်တီးတာလဲဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ဟာတွေကကြတော့ဥမာအနေနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်square ratio ပေါ့เนาะ square ratio ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံက300 pixel ရှိနေတယ်300 pixel ရှိနေတဲ့အတိုင်းပဲကျွန်တော်ဒီသူ့ရဲ့အချိုးကိုကျွန်တော်ယူလိုက်မယ်ပေါ့เนาะ1 to 1ကိုယူလိုက်မယ်ယူပြီးသွားလို့ရှိရင်ကျွန်တော်တနေရာမှာ okay ထားလိုက်မယ်ထားပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာအမှန်ကြည့်လေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် तू ကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီအောက်မှာကြည့်ပါเนาะ तू ကသူ့ရဲ့ size အချိုးလေးကတော့ square ratio လေးပြောင်းသွားတယ်သို့တော်ညာလဲသူ့ရဲ့ pixel က300 pixel ပဲဖြစ်နေတဲ့အတွက်ဒီအချိုးတိုင်းဆိုလို့ရှိရင်ဒီအနေထားတိုင်းဆိုရင်ကျွန်တော်တို့က social media ပေါ်မှာတင်ဖို့မတင်တော့ဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့300 pixel ဖြစ်နေတဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအပေါ်ကဟာတွေကိုကျွန်တော်မသုံးတာပါဒီအပေါ်ကဟာတွေကကြတော့သူ့ရဲ့ original image အတိုင်းသူကချိုးသွားတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်ပုံလေးတစ်ပုံဖွင့်ထားတယ်အဲ့တော့ဒီပုံလေးမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ square ratio ရေးထားတဲ့အတွက်သူ့မှာ square ဖြစ်နေတယ်အဲ့တော့ကျွန်တော်သူ့ကို4 file လေးထားလိုက်ပါမယ်4 file လေးထားမယ်သူ့ရဲ့ original image ကဒီမှာ4016 pixel ရှိရပေါ့เนาะသူ့ရဲ့ PPI က72ပဲရှိတယ်အဲ့တော့ဒါကိုကျွန်တော် enter ခေါက်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ size ကကြတော့ portrait size ဖြစ်သွားတယ်ဒါပေမဲ့သူ့ရဲ့ PPI ကတော့ကိုက်တယ်72ဆိုတော့ web နဲ့တင်တော်တယ် online နဲ့တင်တော်တယ်ဒါပေမဲ့သူ့ရဲ့ image size ကြီးကအရန်ကိုကြီးတယ်ပေါ့เนาะအဲ့တော့ဒီလိုအနေထားမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်အကိုတတ်မှတ်ထားခြင်းအပြင်ဥပမာ1 to 1ဆိုလို့ရှိရင်လည်းခုန1080 1080တတ်မှတ်ထားတဲ့အတွက်ကျွန်တော်တို့လှည့်ကြည့်ကြမလို့ဒီ image က crop လုပ်လိုက်တာနဲ့တခါတည်းမှာ online နဲ့တင်တော်တယ် social media နဲ့တင်တော်တဲ့ image တွေဖြစ်သွားတာဖြစ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီ size တွေကိုခဏခဏမေးတတ်တယ်ပေါ့နော်အဲ့လိုမေးတတ်တဲ့အတွက်ကျွန်တော်တခါတည်းဒီမှာ preset အနေနဲ့စောက်ထားတဲ့အတွက်ကျွန်တော်ဘာမှလှည့်ကြည့်ကြမလို့ပဲနဲ့ကိုလိုချင်တဲ့အချိုးအစားတိုင်း crop လုပ်လို့ရသွားပါပြီဒါဆိုလို့ရှိရင်ကျွန်တော်အခု enter ခေါက်လိုက်ပါမယ် enter ခေါက်လိုက်တာနဲ့သူ့ရဲ့အောက်ကဒီပုံရဲ့ pixel လေးပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်10801350ဆိုတော့လုံးဝ Facebook နဲ့ Instagram နဲ့ကွက်တီကိုက်ညီတဲ့ size လေးကိုကျွန်တော်တို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ social media platform တွေပေါ်မှာပုံတွေတင်တဲ့အခါကြလို့ရှိရင်ဘာမှစဉ်းစားစရာမလိုဘဲနဲ့သူသတ်မှတ်ထားတဲ့ size တွေအချိုးတွေမှန်ကန်အောင်လို့ကျွန်တော် Photoshop ထဲမှာတခါတည်း preset အနေနဲ့စောက်ထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်